2025 ခုနှစ်အတွင်းမှာလေယာဉ်ပြတ်ကျမှုကြောင့်လူပေါင်း400နီးပါးအသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ဇွန်လ12ရက်နေ့ကအိန္ဒိယလေယာဉ်တစ်စီးဟာအိန္ဒိယအနောက်ပိုင်းအမီဒါဘတ်မြို့ကဆေးကျောင်းတစ်ခုပေါ်ကိုပြတ်ကျခဲ့ပြီးတော့အနည်းဆုံးလူ240လောက်သေဆုံးခဲ့ရပါတယ်။2025ခုနှစ်အတွင်းမှာဒီလိုကံမကောင်းအကြောင်းမလှတဲ့လေယာဉ်ပြတ်ကျမှုတွေများစွာဖြစ်နေပါတယ်။ဒါဆိုရင်2025ခုနှစ်မှာလေယာဉ်ဘယ်နှစီးပြတ်ကျပြီးပြီလေ။ပြတ်ကျမှုအရေးအတွက်ကပုံမှန်ထက်များနေပြီလား။ Flight Safety Foundation ရဲ့ Aviation Safety Network ကခရီးသည်12ဦးအထက်တင်ဆောင်နိုင်တဲ့လေယာဉ်စစ်သုံးယာဉ်နဲ့ Corporate Jet တွေမှာဖြစ်တဲ့ဘေးအန္တရာယ်ဖြစ်စဉ်တွေကိုမှတ်တမ်းတင်ထားပါတယ်။ဒီမှတ်တမ်းအရ2025ခုနှစ်မှာဖြစ်စဉ်62ခုရှိပြီးတော့398ဦးသေဆုံးခဲ့ပါတယ်။ဒီထဲမှာအများစုကအိန္ဒိယလေယာဉ်ပြတ်ကျမှုမှာသေဆုံးခဲ့တဲ့သူတွေဖြစ်ပါတယ်။ဒီဖြစ်စဉ်အများစုကခရီးသည်တင်လေယာဉ်တွေမဟုတ်ပဲတီးတန့်လေယာဉ်တွေလည်းပါပါတယ်။ဒီမှတ်တမ်းမှာလေယာဉ်ပေါ်မှာမဖြစ်တဲ့ဖြစ်စဉ်တွေလည်းပါပါတယ်။ဥပမာလေယာဉ်ပြေးလမ်းပေါ်မှာဖြစ်သွားတာမျိုးပါ2025ခုနှစ်ဇန်နဝါရီလနောက်ဆုံးရက်တွေမှာလေယာဉ်ကြီး3စီးပြတ်ကျခဲ့ပါတယ်။ဇန်နဝါရီ29ရက်နေ့ကတောင်ဆူဒန်မှာလေယာဉ်တစ်စီးစတင်ပြန်တန်းပြီးတော့မကြာခင်မှာပဲပြတ်ကျခဲ့ပါတယ်။ပါသွားတဲ့လူ21ယောက်မှာ1ယောက်ပဲအသက်ရှင်ခဲ့ပါတယ်။အမေရိကန်ခရီးသည်တင်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်တို့ဝါရှင်တန် DC ကပေါ်တိုမက်မြစ်ပေါ်မှာတိုက်မိခဲ့ပါတယ်။ခရီးသည်တင်ယာဉ်ပေါ်ကခရီးသည်64ယောက်နဲ့စစ်လေယာဉ်ပေါ်ကစစ်သား3ယောက်အကုန်လုံးတေဆုံးခဲ့ပါတယ်။ US မှာပဲဖီလာဒယ်ဖီးယားမှာအေးပေါ်လေယာဉ်တစ်စီးပြတ်ကျခဲ့ပြီးတော့လေယာဉ်ပေါ်က6ယောက်လုံးတေဆုံးခဲ့ပါတယ်။လေယာဉ်ကအဆောက်အုံတွေပေါ်ပြတ်ကျပြီးတော့မီးလောင်မှုကြောင့်နောက်ထပ်2ဦးတေဆုံးခဲ့ရပါတယ်။ ဖေဖော်ဝါရီလ6ရက်နေ့မှာအလာစကာကမ်းခြေနီးကလေယာဉ်တစ်စီးပြတ်ကျမှုဖြစ်ပြီးတော့10ဦးတေဆုံးခဲ့ပါတယ်။ Delta လေယာဉ်တစ်စီးကတိုရွန်တိုပီယာဆန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဆင်းသက်ရင်းနဲ့မီးလောင်ပြတ်ကျပြီးတော့လန်သွားခဲ့ပေမဲ့လူအလုံးအသက်ရှင်ခဲ့ပါတယ်။ဒါကတော့ထူးခြားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ဧပြီလ10ရက်နေ့မှာတော့ရဟတ်ယာဉ်တစ်စီးကဟတ်ဆန်မြစ်ထဲကိုကျပြီးတော့မိသားစု9ဦးနဲ့လေယာဉ်မှူးတေဆုံးခဲ့ပါတယ်။အဲ့ဒီနောက်မှာဧပြီ18ရက်နေ့မှာအမေရိကတိုက်အလယ်ပိုင်းကနိုင်ငံတစ်ခုဖြစ်တဲ့ Belize အပေါ်ကလေယာဉ်တစ်စီးပြန်ပေးဆွဲခံရပါတယ်။ဇွန်လ10ရက်နေ့မှာပဲဆန်ဒီယိုဂိုအနီးကလေယာဉ်သေးသေးလေးတစ်စီးပြတ်ကျပြီးတော့6ဦးလုံးတေဆုံးခဲ့ပါတယ်။ဆန်ဒီယိုဂိုကတိတ်ဆိတ်တဲ့ရက်ကွက်ထဲနောက်ထပ်လေယာဉ်တစ်စီးထပ်ကျပြီးတော့6ဦးတေဆုံးပြီးတော့8ဦးထပ်ပြီးတော့တင်ရခဲ့ပါတယ်။ဆိုတော့အရင်ထက်ကျွန်တော်တို့2025မှာလေယာဉ်ပြတ်ကျမှုကပိုနေတာလား2025မှာလေယာဉ်ပြတ်ကျမှုတွေပုံမှန်ထက်တော့ပုံမများပါဘူး။ Aviation Safety Network မှတ်တမ်းအရ2024မှာဖြစ်စဉ်209ခုနဲ့လူပေါင်း405ဦးသေဆုံးခဲ့ပါတယ်။2023ဦးမှာ214ခုဖြစ်ပြီးတော့လူပေါင်း188ယောက်သေဆုံးခဲ့ပါတယ်။2022ခုနှစ်မှာတော့ဖြစ်စဉ်219ခုရှိခဲ့ပြီးတော့လူပေါင်း290ကျော်သေဆုံးခဲ့ပါတယ်။ဒါကြောင့်2025ဖြစ်စဉ်အရေးတက်ကအရင်နှစ်တင်နဲ့ဆင်တူနေပါတယ်။ဇွန်လ12ရက်နေ့အိန္ဒိယလေယာဉ်ပြတ်ကျမှုကြောင့်သေဆုံးရတဲ့အရေးအတွက်ကပိုများသွားတာပါ။လွန်ခဲ့တဲ့10စုနှစ်တခုဖြစ်ခဲ့တဲ့2015ခုနှစ်မှာတော့ဖြစ်စဉ်260ခုဖြစ်ခဲ့ပြီးတော့လူပေါင်း812ဦးသေဆုံးခဲ့ပါတယ်။လေယာဉ်ပြတ်ကျမှုတွေကရမ်းကြောက်ဖို့ကောင်းပါတယ်။ကွေးတော်လက်မဆက်မီစံတော်လက်မကွေးမီဆိုသလိုဘဲချိန်ဘလို့ဖြစ်ပြီးတော့နောက်ဘဝကူးသွားနိုင်မယ်မသိတာမို့လို့အသက်ရှင်နေတဲ့အချိန်မှာပျော်ပျော်ရွှင်ရွှင်နဲ့အန်ဒီရဲ့ကင်းကင်းနေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဘုဒ္ဓရရပွဲအကြောင်းအရာတွေကိုတုတ္တလူမြင် channel ကနေဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်အားလုံးပဲဆောင်းမြော်အားပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ